အိမ်ရမဲ့အမျိုးသားတဦးဟာ7-Eleven ဆိုင်ပြင်ဘက်မှာသူ့ရဲ့ခွေးလေးနဲ့အတူနားခိုနေခဲ့တာပါသူဟာဘာမှမရှိသလောက်ဆင်းရဲလုံးပေမဲ့လည်းခွေးလေးကိုအကောင်းဆုံးဖြစ်အောင်ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်အဲ့ဒီနောက်အဲ့ဒီအမျိုးသားကွယ်လွန်သွားခဲ့တဲ့အခါမှာတော့ခွေးလေးဟာထိုနေရာကနေလုံးဝမရွေပဲသူ့သခင်ကိုဇွဲကြီးကြီးနဲ့စောင့်ဆိုင်နေခဲ့ပါတယ်ဒေသခံတွေဟာခွေးလေးဆက်လက်စောင့်ဆိုင်နေစဉ်အတွင်းသူ့ကိုအစာကျွေးခဲ့ကြပြီးစောင့်တထဲတောင်လာချုံပေးခဲ့ကြပါသေးတယ်သူ့ရဲ့တပ်ပုံတွေဟာအွန်လိုင်းပေါ်မှာအကြီးအကျယ်ပြန့်နှံ့သွားခဲ့ပြီးနောက်ဆုံးမှာတော့အဲ့ဒီနိုင်ငံရဲ့မင်းသမီးလေးစီကိုအထိရောက်ရှိသွားခဲ့ပါတယ်တကယ်တော့မင်းသမီးလေးဟာတိရစ္ဆာန်တွေကိုကူညီစောင့်ရှောက်ရတာကိုအလွန်နှစ်သက်သူဖြစ်ပါတယ်ဒါကြောင့်သူမဟာဒီအကြောင်းကိုသိရှိသွားတဲ့အခါမှာတော့ခွေးလေးကိုကိုယ်တိုင်မွေးစားလိုက်ပါတော့တယ်ဒီလိုနဲ့တစ္ဆာရှိလာတဲ့လမ်းဘေးခွေးလေးဟာနန်းတွင်းထဲကိုရောက်ရှိသွားပြီးတော်ဝင်ခွေးလေးတစ်ကောင်ဖြစ်ဘဝပြောင်းလဲသွားခဲ့ရပါတော့တယ်